မင်္ဂလာပါ Red Manchester Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော်ကလပ်အသင်းအနေနဲ့လာမယ့်ဇန်နဝါရီမှာဘယ်လိုနေရာတွေကိုအဓိကအားဖြည့်ရမလဲပြီးတော့ဒီနေရာတွေကိုအားဖြည့်ဖို့အတွက်ဘယ်ကစားသမားတွေကလက်ရှိအချိန်မှာအသင်းအတွက်ကိုက်ညီမလဲပေါ့လေဒီဘိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့အသင်းအနေနဲ့ဒါမှဖြစ်မနေဘယ်နေရာတွေကိုအားဖြည့်ရမလဲဆိုတဲ့အပိုင်းနဲ့ကြည့်မယ်ဆိုရင်ကွင်းလေခန်းစစ်တစ်ဖက်ကဒါဘယ်ချမ်းခံတဲ့နဲ့ဒါညာချမ်းခံစစ်ဒီနေရာတွေကကျန်တဲ့နေရာတွေထက်စာရင်မဖြစ်မနေကိုအဖြစ်ရမယ်နေရာတွေဖြစ်တယ်လို့ကျွန်တော်မြင်တယ်။ဒါမဲ့ဒီစောင်းရသည့်အပြောင်းအရွှေ့မှာဒီနေရာတွေကိုအဖြစ်မှဇာတိကုန်းမှာကျွန်တော်တို့ကချန်ပီယံလိဝင်ခွင့်တနေရာအတွက်အာမခံချက်ပေးနိုင်မဲ့အနေအထားမျိုးဖြစ်တယ်လို့လည်းကျွန်တော်ယူဆတယ်။ဒါလို့တဲ့ကျွန်တော်တို့ဒီ၃နေရာစလုံးကိုပြောမယ်ဆိုရင်ဒီဗီဒီယိုကတအားရှည်သွားမှာဆိုတဲ့အတွက်ကျွန်တော်ပထမဆုံးအနေနဲ့ပေါ့လေဒီကွင်းလေခန်းစစ်နေရာကိုပဲအဓိကထားပြီးတော့ကျွန်တော်ဒီဗီဒီယိုမှာတော့ပြောသွားခြင်းနဲ့ဒီလောဆယ်ကွင်းလေကဒါဘရူနိုနဲ့ကက်ဆမီရိုအတွဲကစားနေတယ်ဒီနှစ်ယောက်ကခုချိန်ထိတော့သူတိုင်းတာနဲ့သူအလုပ်ဖြစ်နေတယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်သို့တော်လည်းပြိုင်ဘက်ကတကယ်ကိုကောင်တာကောင်းတဲ့အသင်းမျိုးတွေနဲ့တွေ့တဲ့အခါမျိုးတွေမှာကျွန်တော်တို့အသင်းရဲ့ကွင်းလေကြောကခဏခဏဒုက္ခရောက်နေတဲ့အနေအထားမျိုးတွေကိုလည်းမြင်နေရဆဲဖြစ်တယ်အထူးသဖြင့်ဒီဘရူနိုနဲ့ကက်ဆမီရိုဆိုတဲ့နေရာမှာဘရူနိုကိုဒီဗီဒီယိုမှာတော့ခြံထားပြီးကက်ဆမီရိုရဲ့နေရာကိုပဲအဓိကထားပြီးတော့ကျွန်တော်ပြောသွားခြင်းတယ်။ဘာဖြစ်လို့လဲဆိုတော့ဘရူနိုကကျွန်တော်အသင်းမှာဆက်ရှိနေသွားနိုင်တဲ့အနေအထားမျိုးတွေလည်းတွေ့နေရတဲ့ဖြစ်တယ်။တိုးတော့တေချာဘောက်ကက်ဆမီရိုကတော့လာမဲ့အပြောင်းအရွှေ့ဒါစောင်းရသည့်အပြောင်းအရွှေ့မှာထွက်ရင်ထွက်မထွက်ရင်တော့လာမဲ့နွေရသည့်အပြောင်းအရွှေ့မှာတော့တေချာဘောက်အသင်းကနေထွက်ခေါ်သွားမဲ့အနေအထားမျိုးဖြစ်တယ်။ကက်ဆမီရိုနေရာကိုအစားထိုးဖို့ဆိုရင်တော်ရုံကစားသမားလောက်နဲ့တော့အသင်းကအဆင်ပြေမဲ့အနေအထားမျိုးတော့မရှိဘူး။ဘာဖြစ်လို့ဆိုတော့အခုချိန်ထိဒီအမြင်ဘောတွေမှာဆိုရင်ကက်ဆမီရိုနဲ့ရှင်လူရင်ကိုလူနဲ့တမန်လူအမြင်ဘောတစ်လုံးကြလာလို့ရှင်လာရင်ငါလူရမှာကွာဆိုတဲ့ယုံကြည်မှုမျိုးကိုဒါပေးနိုင်နေစေကစားသမားလို့ကျွန်တော်မြင်တယ်။ပြီးတော့ဒါရမယန်ခါသူ့ရဲ့ line breaking part တွေကလည်းအလုပ်ဖြစ်နေစေအနေအထားမျိုးတွေတွေ့ရတယ်။ဆက်ပြီးတွေကနေပြီးတော့ဂိုးတွေယူပေးတယ်။ဒါအေဒီယာထိတ်ကနေလှမ်းကန်တဲ့အလုံးမျိုးတွေကိုလည်းမကြာခဏကျွန်တော်တို့တွေ့နေရတဲ့ဖြစ်တယ်။ဒီလိုကစားသမားမျိုးရဲ့နေရာမှာကျွန်တော်တို့အစားထိုးဖို့ဆိုတာလည်းအမတန်မှခက်ခဲတယ်လို့ကျွန်တော်မြင်တယ်။ဒီလောက်ကောင်းနေတဲ့ကစားသမားတွေမှာဘာဖြစ်လို့အစားထိုးရမလဲလို့ဒါမေးလာခဲ့ရင်တော့ဒါကတော့အဖြေကတော့ရှင်းတယ်။ကက်ဆမီရိုရဲ့အတက်ကလက်ရှိမှာဒါ33နှစ်ရှိပြီ။33နှစ်ဆိုတဲ့ဒီအသက်အရွယ်ကပရီးမီးယားလိမှာကွင်းလေခန်းစစ်နေရာကိုကစားဖို့အတွက်လုံလောက်တဲ့တက်လုံကိုထုတ်ပေးနိုင်တဲ့အရွယ်မဟုတ်တော့ဘူးလက်တွေ့ဒီကောင်တာကောင်းတဲ့အသင်းအနေနဲ့ကစားတဲ့အခြေအနေမျိုးတွေမှာကက်ဆမီရိုအနေနဲ့ခန်းစစ်ကိုအချိန်မီဆင်းမကူနိုင်တဲ့အခိုက်အတန့်မျိုးတွေကိုကျွန်တော်ခဏခဏတွေ့နေရတယ်ပြီးတော့ဒီကက်ဆမီရိုအပိုင်းကိုခဏထားပြီးသူ့နေရာကိုဘယ်သူနဲ့အစားထိုးမလဲဆိုတော့အပိုင်းကိုကျွန်တော်တို့ဒါကြည့်မယ်ဆိုရင်ကျွန်တော်ကတော့ဒီဗီဒီယိုအတွက်ဒါ၄ရောက်လောက်ကိုကျွန်တော်အဓိကထားပြီးတော့ရွေးထားတယ်ဒီကစားသမားတွေကလည်းဒါပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာကတည်းကတော်တော်လေးသတင်းထွက်ခဲ့တဲ့ကစားသမားတွေလို့ပြောရင်လည်းမမှားဘူးပေါ့လေပထမဆုံးတစ်ယောက်ကတော့ဒါကာလိုစ်ဘာလီဘာနောက်တစ်ယောက်ကတော့ဒါကျွန်တော်စတေလာကိုရွေးထားတယ်တတိယတစ်ယောက်ကိုတော့ကျွန်တော်အန်ဒါဆန်ကိုရွေးထားပြီးတော့နောက်ဆုံးတစ်ယောက်ကိုတော့ကျွန်တော်အနေနဲ့ဒါဝါဒန်ကိုကျွန်တော်ရွေးချင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီအထက်ကဒီ၄ယောက်ထဲမှာ၃ယောက်ကလက်ရှိပရီးမီးယားလိမှာကစားနေတဲ့ကစားသမားတွေဖြစ်တယ်ဒါနောက်တစ်ယောက်ကတော့ဒါစတူကတ်အသင်းကဒါလူငယ်ကစားသမားပေါ့လေကျွန်တော်ဒီနေရာမှာဒီကစားသမားတွေရဲ့လက်ရှိသူတို့ကစားထားတဲ့ပွဲပေါ်မှာမူတည်ပြီးတော့ဒါရရှိထားတဲ့ဒီ grade တွေနဲ့ကျွန်တော်မူတည်ပြီးတော့ကျွန်တော်ဒီကိုတို့ကိုကျွန်တော်ပြချင်တယ်ပထမဦးဆုံးတစ်ယောက်အနေနဲ့ဒါကျွန်တော်ကားလို့ဘာလီဘာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တယ်ဘာလီဘာကသူ့မှာဒီပုံကိုကြည့်မယ်ဆိုရင်ဒီရာဒီမှာဒါဘောလုံးထိချက်ကအမတန်ကိုနဲတယ်အမှန်တကယ်လည်းပဲကျွန်တော်တို့ Brighton အသင်းနဲ့ကျွန်တော်ကစားခဲ့တဲ့ပွဲတွေကိုတော်တော်များများပြန်ကြည့်မယ်ဆိုရင်ဒီရာဒီမှာဘာလီဘာတစ်ယောက်ကမိနစ်ကရာဒီနဲ့ရှင်းမယ်ဆိုရင်ခြေသွမ်းကပုံမှန်အောက်ကိုရောက်နေလို့တော့ပြောလို့ရတဲ့အနေအထားမျိုးကျွန်တော်တွေ့နေရတယ်ဒီရာဒီမှာသူ့ရဲ့အကောင်းဆုံးဆိုတဲ့အပိုင်းကိုကြည့်မယ်ဆိုရင်တော့ဒါအမြင်ပေါ်ရှင်လူတဲ့အပိုင်းကအကောင်းဆုံးဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်ဒါ82%လောက်အထိသူဒါအမြင်ပေါ်ရှင်လူတဲ့နေရာမှာ okay နေတယ်ဆိုတော့ကျွန်တော်မြင်ရတယ်ပေါ့နော်defensive ဒါ constitution မှာကတော့သူက69%ဆိုတဲ့အနေအထားကတကယ်ကို
ကွင်းလေခံစစ်ကစားသမားတစ်ယောက်အတွက်လုံလောက်တဲ့ဟိုပမာဏဖြစ်တယ်လို့မြင်ရတယ်။သို့ပေမဲ့လည်းသူ့ရဲ့ဒီ chance create မှုအပိုင်းတွေဒါဘောလုံးထိတဲ့အပိုင်းတွေဒါကိုပေါ့ချင်းချောက်နိုင်မှုအပိုင်းတွေမှာကတော့တော်တော်ကိုဘာလီဘာကဒီယာဒီမှာအားနေနေတယ်ဆိုတဲ့အချက်ကိုကျွန်တော်တွေ့ရတယ်။ကျွန်တော်တို့ဒါနောက်တစ်ယောက်ဖြစ်တဲ့ဟော်တန်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဟော်တန်အနေနဲ့ဒီယာဒီမှာက chance create လုပ်တဲ့အပိုင်းကတော်တော်လေးကိုအားရဖို့ကောင်းတယ်ဒါ62ရာခိုင်နှုန်းအထိကျွန်တော်ရထားတာကိုတွေ့ရတယ်သို့ပေမဲ့လည်းသူ့ရဲ့ခံစစ်မှာကုမှုအပိုင်းကတော့တော်တော်လေးကိုဟိုကွင်းလေခံစစ်ကစားသမားတစ်ယောက်အနေနဲ့သုံးမယ်ဆိုရင်တော့ဒါအားနိုင်တယ်လို့တော့ကျွန်တော်ပြောလို့ရတယ်ဗျာဘာဖြစ်လို့ဆိုတော့သူ့ရဲ့အမြင်မောရှင်လူတဲ့အပိုင်းက20ရာခိုင်နှုန်းပဲဒါအနိုင်ရထားတယ်ဆိုတဲ့အနေအထားမျိုးကျွန်တော်တွေ့ရတယ်ဒါခံစစ်ကိုစင်းကူရဲ့အပိုင်းမှာလည်း39ရာခိုင်နှုန်းလောက်ပဲသူအဆင်ပြေတာကိုကျွန်တော်တွေ့ရတယ်ဒီဘောလုံးထိချက်တွေဒါကိုပေါ့ချင်းချောင်းနိုင်မှုအပိုင်းတွေမှာလည်းတိတ်ပြီးတော့အားရကြတော့ကောင်းမနေဘူးဒီထဲမှာကျွန်တော်တို့ဒါနောက်တစ်ယောက်အနေနဲ့ဒါစတေလာကိုကျွန်တော်တစ်ချက်ကြည့်မယ်ဆိုရင်တော့စတေလာအနေနဲ့သူကကျွန်တော်တို့အသင်းမှာသုံးမယ်ဆိုရင်ကျွန်တော်ကတော့ဒီကက်ဆမီရိုနေရာဆိုတာထက်အကယ်၍ဘရူနိုများထွက်သွားခဲ့ရင်ဘရူနိုနေရာကိုအစားထိုးဖို့ကစားသမားလို့ကျွန်တော်ကတော့ဟိုပြောချင်တယ်ဘာဖြစ်လဲဆိုတော့သူကခံစစ်အပိုင်းဆိုတာထက်သူကဒီ chance create လုပ်တဲ့အပိုင်းတွေမှာပို့ပြီးတော့အားကိုးရတယ်ကစားသမားမျိုးဖြစ်တယ်ဒီပုံမှန်ကြည့်မယ်ဆိုရင်သူကဘောလုံးထိချက်68ရာခိုင်နှုန်းထိသူအဆင်ပြေထားတာကိုတွေ့ရတယ်ဗျာဒီ chance create မှုအပိုင်းမှာလည်းသူက94ရာခိုင်နှုန်းထိသူအောင်မြင်ထားတယ်ဒီအမြင်မောရှင်လူတဲ့အပိုင်းတွေမှာလည်းမစိုးဘူး52ရာခိုင်နှုန်းသူရထားတယ်ဒါပေမဲ့သူ့ရဲ့ဒီခံစစ်စင်းကူတဲ့အပိုင်းတွေမှာတော့အားရစရာမကောင်းဘူး23ရာခိုင်နှုန်းပဲသူရထားတယ်ဒီကိုရနိုင်ခြေတွေမှာတော့သူကတော်တော်လေးကိုအဆင်ပြေတဲ့ကစားသမားဖြစ်တယ်နောက်ဆုံးတစ်ယောက်အနေနဲ့ကျွန်တော်တို့ဒါအန်နာဆန်ကိုကြည့်မယ်ဆိုရင်အန်နာဆန်ကဒီကစားသမားတွေအကုန်လုံးထဲမှာအားရစရာအကောင်းဆုံးကစားသမားဖြစ်တယ်သူကဟိုတိုက်စစ်ကောခံစစ်ကောနှစ်ခုသလုံးမျှတတနဲ့ကစားပေးနိုင်တဲ့ကစားသမားမျိုးဖြစ်တယ်ကျွန်တော်တို့လိုချင်နေတာလည်းပဲဒီလိုကစားသမားမျိုးကိုလိုချင်နေတာဖြစ်တယ်သူရဲ့ဒီ graph ကိုကြည့်မယ်ဆိုရင်သူကဒီရာဒီမှာဒါအခွင့်အရေးဖန်တီးမှုကလည်း89ရာခိုင်နှုန်းအထိသူအောင်မြင်ထားတာကိုတွေ့ရတယ်ဗျာဒါအပြင်သူအမြင်မောရှင်လို့တဲ့အပိုင်းဒီမှာလည်းပဲဒါ89ရာခိုင်နှုန်းအထိသူအသာရထားတယ်ခံစစ်ကိုလည်းပဲသူ83ရာခိုင်နှုန်းအထိသူအဆင်ပြေနဲ့စင်းကူပေးထားနိုင်တယ်ကိုကျွန်တော်တွေ့ရတယ်လို့ဒါဘိုးဘောက်ချင်းချောင်းမှုပိုင်းဒီမှာလည်းတော်တော်ကြီးကိုအဆင်ပြေနေတဲ့အနေအထားမျိုးကိုကျွန်တော်တွေ့ရတယ်ကျွန်တော်ဒီကစားသမားမျိုးကိုပဲကျွန်တော်တို့အသင်းကဟိုလိုချင်တာဗျာဘာဖြစ်လဲဆိုတော့အစားထိုးမယ်ဆိုတဲ့နေရာမှာလေကျွန်တော်တို့ကဟိုဘလုံးမအဆင်မပြေတဲ့နေရာကြီးဖြစ်နေလို့ကျွန်တော်တို့ကအစားထိုးမယ်ဆိုတာတဲ့လက်ရှိကက်ဆမီရိုစင်းမကူနိုင်တော့လို့သူ့ထက်ပိုကောင်းတဲ့ကစားသမားကိုကျွန်တော်လိုချင်တာဗျာဒီအတွက်ကြောင့်ကျွန်တော်တို့ကဟိုကစီထက်ပိုပြီးပြည့်စုံတဲ့သူကိုပဲကျွန်တော်တို့ဒီနေရာမှာအစားထိုးမှရမယ်ဟိုပြီးခဲ့တဲ့ရာသီမှာတော့ဗာလီဘာကိုအများစုကသဘောကျခဲ့ကြပြင်မယ်ကျွန်တော်ကတော့အကယ်၍လက်ရှိဒီလာမဲ့ဆောင်းရာသီအပြောင်းအရွှေ့မှာကွင်းတဲ့နေရာကိုအားဖြည့်ခဲ့မယ်ဆိုရင်တော့ကစားသမားတွေအားလုံးနဲ့မှာကျွန်တော်ကတော့ဒီအန်ဒါဆန်ကိုပို့ပြီးတော့သဘောကျတယ်ပြောင်းရွှေ့ခြင်းအနေနဲ့ကတော့သိကြတယ်ဗျာကျွန်တော်တို့ United အသင်းအနေနဲ့တခြားကလပ်အသင်းတစ်ခုကနေဟို transfer window တစ်ခုမှလူခေါ်မယ်ဆိုရင်တော့ဘယ်တော့မှအကျိုးချောင်ရခဲ့တဲ့အနေအထားမျိုးတော့မရှိဘူးသိကြတယ်ဒီအတွက်ကြောင့်ဒီ၄ယောက်စလုံးရဲ့ပြောင်းရွှေ့ခြေတန်ကြီးကဒီစတေလာတယောက်ကလွဲရင်တော့ပရီးမီးယားလိဒီ၃ယောက်ဖြစ်တဲ့ဒီဘာလီဘာတစ်ဖက်ကဟော်တန်နဲ့ဒီအန်ဒါဆန်ဒီ၃ယောက်စလုံးကယူရိုအနေနဲ့ဆိုတော့ကျွန်တော်တန်း100ဝန်းကျင်အထိကျွန်တော်တို့ဒီကိုရိုကဒီကျွန်တော်ပြောခဲ့တဲ့ကစားသမား၄ယောက်ထက်ကဘယ်ကစားသမားကကျွန်တော်တို့ကက်ဆမီရိုနေရာမှာအစားထိုးမယ်ဆိုရင်ပို့ပြီးတော့အသင့်တော်ဆုံးဖြစ်မယ်လို့ယူဆကြတယ်ဒါ comment မှာဝင်ရောက်မှတ်ချက်ပေးခဲ့လို့ရပါတယ်ဒါကြည့်ရှုအားပေးကြတဲ့ညီကိုတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ